မင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမကိုတောင်နဲ့ပတ်သက်ပြီးတော့ပြပေးမှာဖြစ်တယ်ပေါ့နော်ညီမတို့ system မှာကိုတောင်နှစ်ခုပေါ့နော်ကိုတောင်ဆိုတာစိုင်ခွဲကိုပြောရတဲ့တူတူပဲပေါ့နော်စိုင်ခွဲနှစ်ခုထိအသုံးပြုလို့ရပါတယ်လူကြီးမင်းတို့ရဲ့ကိုတောင်စိုင်ခွဲတွေကိုထက်ဒီ system ထဲမှာထည့်ချင်တယ်ပေါ့နော်ဥပမာလူကြီးမင်းတို့ system ဆိုင်မှာရန်ကုန်ဆိုင်ရယ်မန္တလေးဆိုင်ရယ်ရှိရယ်ပေါ့နော်ရန်ကုန်ဆိုင်ရောမန္တလေးဆိုင်ရောအတွက်ဒီ software ကိုသုံးချင်တယ်ဆိုလို့ရှိရင်ရန်ကုန်ဆိုင်အတွက်ဆိုင်အတွက်ကိုရောင်တစ်ခုထည့်ရမယ်မန္တလေးဆိုင်အတွက်ကိုရောင်တစ်ခုထည့်ပေးရမယ်ပြီးတော့ရန်ကုန်ဆိုင်ထဲမှာဘယ်ပစ္စည်းတွေထားမှလဲမန္တလေးဆိုင်ထဲမှာကဘယ်ပစ္စည်းတွေထားမှလဲဆိုတာကိုထည့်ပေးဖို့လိုတယ်ပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာတော့ညီမကိုရောင်ကြောင်းပဲပြပေးမယ်ပေါ့နော်ဒီကိုရောင်ဘေးကမြားလေးကိုနှိပ်ပြီးတော့ကိုရောင်အသစ်ဆိုတဲ့စာလေးကိုနှိပ်လိုက်ရမယ်နှိပ်ပြီးတော့ကိုယ့်ရဲ့ကိုရောင်အမည်ပေါ့နော်ဒီမှာဆိုဒီမှာဆိုညီမတို့မှာဟိုပါပေါ့နော်ဒီအစာလုံးအနည်းလေးတွေနဲ့လည်းပြထားပေးရပေါ့နော်ကိုတောင်ဒီ basic plan မှာဆိုရင်အများဆုံးနှစ်ခုဖန်တီးနိုင်မယ်ပေါ့နော်အခုလက်ရှိမှာနှစ်ခုထဲမှာကိုတောင်တစ်ခုမှမဖန်တီးရသေးတဲ့အတွက်ကြောင့်မို့အရှိမှာ3ညဖြစ်နေရပါပေါ့နော်နှစ်ခုထဲမှာ3ညတစ်ခုမှမဖန်တီးရသေးဘူးပြီးလို့ရှိရင်ဒီ screen မှာအရေးကြီးတာကဒီ star အနီရောင်လေးပြထားတဲ့အရာလေးရှိရပေါ့နော်ဒီ star အနီပြထားတဲ့အရာလေးတွေထဲ့ကိုထည့်ပေးရမှာဖြစ်တယ်မထည့်လို့ရှိရင်ဒီသိန်းကြီးဆိုတဲ့ခလုတ်ကလင်းလာမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ star နေပြလာတဲ့အရာတွေဒီအရန်ကိုအရေးကြီးတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်တယ်ပေါ့နော်ဒီလိုဆိုလို့ရှိရင်ညီမကိုတောင်အမီကနေစပြီးတော့ထည့်မယ်ပေါ့နော်ညီမဒီတာဆိုလို့ရှိရင်ရန်ကုန် branch ကိုအရင်ထည့်လိုက်မယ်ပေါ့နော်ဒီကိုတောင်ကိုရန်ကုန်ဆိုင်ခွဲလို့ပေးလိုက်မယ်ပေါ့နော်တာဝန်ခံအမည်ကိုကြတော့မမေမီပေါ့နော်ဥပမာဒါ test ပေါ့နော်ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ဖုန်းနံပါတ်ကိုမမေမီရဲ့ဖုန်းနံပါတ်ပေါ့နော်ပြီးလို့ရှိရင်ကိုတောင်လိပ်စာပေါ့နော်နံပါတ်1ဥပမာပေါ့နော်နံပါတ်1ရန်ကုန်ရဲ့လိပ်စာတွေတော့မမှတ်မိတော့နံပါတ်1ဥပမာရန်ကုန်ပေါ့နော်အဲ့လိုပဲပေးလိုက်မယ်နော်ဒါဥပမာဆိုတော့ပြီးတော့ဒီရန်ကုန်ဆိုင်ခွဲမှာအလုပ်သမားဘယ်နှယောက်ရှိလဲဆိုတာကိုထည့်လို့ရတယ်ပေါ့နော်အလုပ်သမား15ယောက်ရှိတယ်ကိုတောင်အမျိုးအစားကစတိုးဆိုင်လားကိုတောင်လားဒါဒီဆိုင်နဲ့ပေါ့နော်အဲ့ဒီရန်ကုန်ဆိုင်ဒီဆိုင်ကြီးတဲ့ဆိုရင်ကိုတောင်လို့ရွေးလိုက်ပေါ့နော်ဆိုင်ကပစ္စည်းမျိုးစားကလည်းအမျိုး100လောက်ပဲရှိတယ်ဆိုတော့ရိုးစတိုးဆိုင်လို့ပဲထည့်လိုက်လို့ရတယ်ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့ဟာထည့်ပေါ့နော်အမှသိန်းကြီးဆိုတဲ့ဘတ်တန်ကိုနှိပ်လိုက်လို့ရတယ်နော်သိန်းကြီးဆိုလို့ရှိရင်ဒီကိုတောင်စီမံခန့်ခွဲမှုဆိုတဲ့ screen ကို auto ဝင်သွားတယ်ပေါ့ဝင်ပြီးတော့ဒီကိုတောင်နံပါတ်ရဲ့ဒီ link လေးပေါ်လာတယ်ပေါ့နော်ကိုတောင်လိပ်စာရဲ့ဖုန်းနံပါတ်တာဝန်ခံအမည်စတိုးဆိုင်အလုပ်သမားရွှေတဲ့အရေးအတွက်ဒီမရှိသေးဘူးဒီကိုတောင်မှာညီမတို့ရွှေတဲ့တခုမှမထည့်ရသေးတဲ့အတွက်ကြောင့်မို့ရွှေတဲ့အရေးအတွက်ဒီ0ဆိုပြီးတော့ပြပေးရပေါ့နော်ဒီခုနထည့်လိုက်တဲ့ information မှာတခုခုအမှားယွင်းများဖြစ်သွားလို့ပြင်ချင်တယ်ဆိုလို့ရှိရင်ဒီအဆက်30ကိုနှိပ်ပြီးတော့ပြင်မီကိုနှိပ်လို့ရတယ်နှိပ်ပြီးတော့ခုနကဒီဆိုင်ဒီစတိုးဆိုင်မဟုတ်ဘူးကိုတောင်ဆိုရင်ဒီမှာပြန်ပြင်လို့ရတယ်အလုပ်သမားဒီ15မဟုတ်ဘူး20ပေါ့နော်ကိုတောင်ရဲ့တာဝန်ခံမိကမမေ့မိမဟုတ်ဘူးဥပမာ math theory ပေါ့နော် theory ဆိုရင်လည်းခုနမှားထည့်မိတယ်ဆိုပြန်ပြင်ပြီးတော့သိမ်းမိကိုပြန်လောက်လိုက်လို့ရှိရင်ဒီချက်လက်လေးတွေကိုအကုန်လုံးသူပြန်ပြီးတော့သိမ်းသွားပြီးရပေါ့နော်ဒါဆိုညီမတို့ကိုတောင်တစ်ခုထည့်ပြီးသွားပြီပေါ့နော်အဲ့ဆိုနောက်တစ်ခုထပ်ထည့်မယ်ပေါ့ကိုတောင်2ခုရှိရပါတော့နောက်တစ်ခုထပ်ထည့်မယ်ဆိုရင်ဒီဘာကနေကိုတောင်အစ်စ်ကိုရွေးပြီးထပ်ထည့်လို့လည်းရတယ်ဒီပေါ်ကဒီကိုတောင်အစ်စ်ဆိုတဲ့ဘတ်တန်လေးကနေထပ်ထည့်လို့လည်းရတယ်ပေါ့နော်ဒီအချိန်လေးမှာဆိုလို့ရှိရင်ကိုတောင်အစ်စ်မှာတစ်ခုထည့်ပြီးသွားပါပြီဆိုတဲ့အဓိပ္ပာယ်ကိုပြပေးတယ်နှစ်ခုထဲမှာတစ်ခုထည့်ပြီးသွားပြီနောက်တစ်ခုထပ်ပြီးတော့ထည့်လို့ရသေးရဲ့ပေါ့နော်ဒီတစ်ခါညီမက Mandalay brush ပေါ့နော် Mandalay ဆိုင်ခွဲကိုထည့်မယ်ပေါ့နော်နော်မန္တလေး branch ကိုထည့်မယ်တာဝန်ခံအမည်ကကြတော့ဒီနေရာမှာမမေ့မီကိုထည့်လိုက်မယ်ပေါ့နော်ဖုန်းနံပါတ်ပေါ့နော်နော်ပြီးကိုတောင်လိပ်စာကကြတော့နံပါတ်2မန္တလေးပေါ့နော်အလုပ်သမားရေတော့ကမန္တလေးမှာဆိုရင်10ယောက်ရှိရပေါ့နော်သူကစတိုးဆိုင်လို့ပဲထားလိုက်မယ်နော်အဲ့မှာသိမ်းမြီကိုညီမနှိပ်လိုက်လို့ရှိရင်ကိုတောင်2ခုပေါ်လာတယ်ပေါ့နော်မန္တလေးကိုလည်းပြင်ချင်ခုနလိုပဲအဆက်30ကနေပြီးတော့ပြင်လို့ရတယ်ပေါ့နော်ဒီချီလေးမှာဆိုရင်ကိုတောင်ဒီ2ခုလုံးသတ်မှတ်ပြီးသွားပြီဖြစ်တဲ့ကြောင့်မို့ညီမတို့ဒီကိုတောင်အစ်စ်ဆိုတဲ့ဘတ်တန်လေးကိုမြင်ရမှာမဟုတ်တော့ဘူးဒီနေရာမှာကိုတောင်အစ်စ်ရွေးရင်လည်းညီမတို့ထပ်ထည့်လို့ပေးမှာမဟုတ်တော့ဘူးသူနော်2ခုလုံးဖန်တီးပြီးသွားပြီဆိုတော့လူကြီးမျိုးတို့ထပ်ပြီးတော့ထည့်ဖို့စူးစမ်းမယ်ပေါ့နော်ဥပမာ test ဆိုတဲ့ကိုတောင်ကိုထပ်ပြီးတော့ထည့်ဖို့စူးစမ်းမယ်ပေါ့နော်ဒါညီမ test ပေါ့နော် test ဆိုတဲ့ဟာလေးပေါ့နော်စူးစမ်းတောင်မှသူကဒီလိုမျိုး error လေးပြပေးတယ်ပေါ့နော်တောင်းမှန်ပါတယ်ကိုတောင်ဒီပြည့်သွားပြီဖြစ်တဲ့ကြောင့်မို့ထပ်ထည့်ခွင့်မရနိုင်တော့ပါဘူးပေါ့နော်ပယ်ဖြတ်မိရလွယ်ပြီးလုပ်လို့မရတော့နော်အဲ့ဆိုရင်ကိုတောင်ဒီ2ခုပဲထည့်ခွင့်ပေးမယ်ပေါ့နော်ပြီးတော့ဒီကိုတောင်စစ်ဆိုတဲ့
menu လေးရှိရပေါ့နော်ဒီကိုရောင်စစ်ဆိုတဲ့ menu ကနေပြီးတော့ညီမတို့ကဒီရွှေတဲ့တွေဒီကိုရောင်တွေကိုရွှေတဲ့တွေထည့်ပြီးပါလို့ရှိရင်ဒီရွှေတဲ့မျိုးစားတွေပေါ့နော်ဒီ Mandalay branch မှာပါရွှေတဲ့တွေရှိလဲရန်ကုန် branch မှာပါရွှေတဲ့တွေရှိတယ်ဆိုတာကိုကြည့်လို့ရတယ်အခုလက်ရှိမှာတော့မရှိသေးဘူးညီမတို့ရွှေတဲ့တွေတခုမှမထည့်ရသေးဘူးဖြစ်တော့ကြောင့်မို့ကြည့်လို့မရသေးဘူးနောက်ပြီးဒီကိုရောင်ချက်လက်ပြင်ပြီပေါ့ခုနကလေကိုရောင်ပြင်တဲ့screen ကိုပြန်သွားခြင်းဘယ်လိုသွားလို့ရလဲဆိုလို့ရှိရင်ဒီကိုရောင်စစ်ကနေပြီးတော့ကိုရောင်ချက်လက်ပြင်ပြီဆိုတဲ့ screen သွားရင်ကိုရောင်စီမံခန့်ခွဲမှုကိုရောက်သွားတယ်အဲ့မှာကိုယ့်ရဲ့ကိုရောင်မှာဝန်ထမ်းက12ယောက်ဖြစ်သွားတယ်ပေါ့မန္တလေးမှာเนาะဝန်ထမ်းတွေတိုးလာတယ်ဆိုရင် update လုပ်လို့ရတယ်ပေါ့ဒီကနေပြီးတော့တိမ်းပြီပေါ့နော်ဒီကနေ update လုပ်ရင်ဒီကိုရောင်စီမံခန့်ခွဲမှုကိုတစ်ခါရဲတန်းသွားတယ်အပြည့်ရနေသွားခြင်းနဲ့ဆိုရင်ကိုရောင်စစ်ကနေပြီးတော့ကိုရောင်ချက်လက်ပြင်မြင်ရနေသွားရင်ဒီကိုရောင်ချက်လက်တွေကိုဒီမှာပြင်လို့ရတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်မယ်ပေါ့နော်ဒီဗီဒီယိုကကြတော့ကိုရောင်အသက်တစ်ခုကိုဘယ်လို create လုပ်မလဲကိုရောင်ချက်လက်တွေကိုဘယ်လိုပြင်မလဲဆိုတာကိုပဲရှင်းပြထားပေးတာဖြစ်တယ်နောက်ထပ်ဗီဒီယိုမှာဒီကိုရောင်စစ်ကဒီရွှေတွေကိုဘယ်လိုကြည့်လို့ရလဲဒီကိုရောင်ထဲမှာနော်ဘယ်လိုကြည့်လို့ရလဲဆိုတာရယ်ရွှေတွေမျိုးစားတွေကိုကိုရောင်တစ်ခုနဲ့တစ်ခုဘယ်လိုလွှဲပြောင်းမလဲဆိုတာတွေကညီမဒီရွှေတွေကိစ္စကိုပြောပြပြီးတော့မှဒီကိစ္စတွေကိုဆက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်